အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးသတင်းတွေအမြဲနားထောင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လီဗာပူးအသင်းသည်နွေရာသီအပြောင်းရွှေ့တွင်ငွေအများအပြားသုံးစွဲမှုဆက်လက်ပြုလုပ်ရင်းမာ့ဂူဟီအားခေါ်ယူရန်နှိစက်နေပြီဖြစ်သည့်လီဗာပူး၏နွေရာသီအသုံးစရိတ်ကိုဆက်လက်တိုးမြင့်သွားဖွယ်ရှိနေပြီးမာ့ဂူဟီကိုခေါ်ယူရန်နှိစက်လာသည်နှင့်အမျှဆက်လက်ကြိုးပမ်းသွားဖွယ်ရှိနေပါသည်မာ့ဂူဟီအနေဖြင့်လည်းလီဗာပူးသည်သူ့အတွက်ဦးစားပေးနေရာတွင်ရှိနေပြီးနှစ်ဖက်အကြားဆွေးနွေးမှုများကိုနောက်24နာရီအတွင်းပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါသည်ဒေါ်မန်အသင်းမှဂျေမီဘိုင်နိုကစ်တန်စ်သည်ချက်စီအသင်း၏ကစားသမားတစ်အဖြစ်စီစဉ်ထားသည့်အတိုင်းဆေးစစ်မှု၏အဓိကအပိုင်းကိုပြီးစီးခဲ့ပြီဖြစ်တယ်လို့သိရပါသည်။ပေါင်55တန်းတန်ကြေးရှိသောသဘောတူညီမှုမှာအလုံးစုံပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ချက်စီအသင်းသည်ဂျေမီကစ်တန်စ်အတွက်ဒေါ်မန်ကိုပေါင်55တန်းပေးချေရမည်ဖြစ်ပြီးယင်းသည်9နှစ်စာချုပ်ဖြင့်ချက်စီသို့ရောက်ရှိလာမည်ဖြစ်သည်။ကာစီမီရိုသည်မန်ချက်စတာယူနိုက်တက်တွင်နောက်ရာသီ၌ဆက်လက်ကစားမည်ဖြစ်သည်ဟုအတည်ပြုလိုက်ပြီးအန်နာဆာနှင့်ထွက်ရှိခဲ့သောကောလာဟလများကိုအဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။အခြားတစ်ဖက်တွင်လည်းမန်ချက်စတာယူနိုက်တက်အသင်းသည်ကစားသမားများကိုစာချုပ်ဖြတ်သိမ်းကြေးပေး၍ထွက်ခွာခိုင်းရပွဲရှိနေပြီးမန်ချက်စတာယူနိုက်တက်အသင်းသည်ယင်းတို့၏ကစားသမားအချို့နှင့်ချုပ်ဆိုထားသောရှေ့ကြာပြီးလစာများပြားသည့်စာချုပ်များကြောင့်ယခုနွေရာသီတွင်အဆိုပါကစားသမားများကိုအသင်းမှထွက်ခွာရန်ငွေကြေးပေးချေရပွဲရှိနေသည့်အသင်းကရောင်းထုတ်လိုသည့်ကစားသမားများထဲတွင်မာကတ်စ်ရက်ရှ်ဖို့ဒ်နှင့်အလေဟန်ဒရိုဂါနာချိုတို့လည်းပါဝင်ပြီးယင်းတို့၏မြင့်မားသည့်လောက်ခလာစာများကြောင့်ခေါ်ယူမိအသင်းများကလက်တွန့်နေပြီးရောင်းထုတ်ရန်ခက်ခဲနေခြင်းဖြစ်သည် PSG ၏ပူးပေါင်းကူညီမှုဖြင့်လိုင်ယွန်အသင်းတန်းဆင်းရမည့်အခြေအနေမှလွတ်မြောက် PSG အသင်းသည်ဘဏ္ဍာရေးပြဿနာများကြောင့်လီဂူးနှစ်သို့တန်းဆင်းရမည့်အခြေအနေနှင့်ရင်ဆိုင်နေရသည့်လိုင်ယွန်အသင်းကိုဘရက်ဒလီဘာဂိုလာပြောင်းရွှေ့ကြေးအပြည့်စုံကိုသတ်မှတ်ချိန်ထက်စော၍တလုံးတည်းပေးချေခြင်းဖြင့်ကူညီပေးခဲ့တာဖြစ်ပါတယ်။ယင်းသည်ပြင်သစ်ဘောလုံးလောကတွင်စီးလုံးညီညွတ်မှုကိုပြသနေသည့်လေးစားဖွယ်လုပ်ရပ်တစ်ခုပင်ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ယိုဟန်ဘော်နီအင်တာသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့တဲ့သတင်းကိုဖော်ပြပေးခြင်းပါတယ်။ပါမာတိုက်စစ်မှုယိုဟန်ဘော်နီသည်အင်တာမီလန်သို့ပြောင်းရွှေ့ရန်သက်ဆိုင်သူအားလုံးအကြားသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ကစားသမား၏စာချုပ်မှာလည်းအပြည့်အဝသဘောတူညီထားပြီးဖြစ်ကြောင်းသိရပြီးပါမာအသင်းအနေဖြင့်ယူရို23တန်းအပြင်အပိုစုကြေးယူရို3တန်းရရှိမည်ဖြစ်သည်ယခုအခါတွင်တရားဝင်လုပ်ထုံးလုပ်နည်းများအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဘော်နီသည်အခြားကလပ်များနှင့်သတင်းထွက်ခဲ့တော့လဲအင်တာသို့ပြောင်းရွှေ့ရန်သာပြတ်သားစွာဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်